တော့ကျွန်တော်တို့ခုကတော့ကျွန်တော်တို့ MH Market Thailand ရဲ့ရုံးကိုသွားမှာဖြစ်ပါတယ် 1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 I don't wanna talk right now I'll put your red lipstick on I don't wanna talk right now I'll put your red lipstick on Your hair's been bleached and your bed's unmade and your makeup stained and your boyfriend's great So I don't wanna talk right now I'll put your red lipstick on I don't wanna talk right now I'll put your red lipstick on I don't wanna talk right now I'll put your red lipstick on Your hair's been bleached and your bed's unmade and your makeup stained and your boyfriend's great So I don't wanna talk right now I'll put your red lipstick on ကျွန်တော်တို့ဒီ MH Market Thailand ရဲ့ရုံးပေါ့လေဆိုတော့ဒီမှာကျွန်တော် customer တွေကို service ပေးနေလေဘယ်လိုမျိုးရှိလဲဆိုတော့ဒါလေးလေ့လာတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့ MH Market Thailand ရဲ့ office ကိုလိုက်ပြီးလေ့လာဆိုတော့ကျွန်တော်တို့ဝင်ပေါက်ပေါ့ဝင်ပေါက် MH Market logo နဲ့ဝင်ပေါက်ဖြစ်တယ်ဆိုတော့ကျွန်တော်ဒါကဝင်ပေါက်ပြီးတော့ကိုအဖြစ်ကို cafe area ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ MH Market ကနေပြီးတော့ customer တွေကိုဒီ training တွေပါတယ်တက်လို့ချင်းတက်လို့ရအောင်စီစဉ်ပေးထားတဲ့ room ပေါ့လေဒါကတော့ခုတော့လုပ်သေးဘူးဆိုတော့နောက်ပိုင်းကျွန်တော်တို့လိုအပ်လို့ရှိရင် training တွေလုပ်လို့ရအောင်စီစဉ်ပေးထားပါတယ်ချက်ချင်းလေးပါတို့ဒီ training လာတဲ့ customer တွေ training ကောင်းတဲ့ customer တွေကိုပေးတဲ့အားပေါ့လေနိုင်ရွယ် Okay MH Market ပေါ့ 1 2 3 4 1 2 market မှာ trading ကောဖွင့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ထိုင်းမှာဆိုရင်ကျွန်တော်လူကိုယ်တိုင်ဖွင့်လို့ရတယ်လို့ပဲကျွန်တော် online အနေနဲ့ကျွန်တော်ဖွင့်လို့ရတယ်အဲနောက်ဆုံးကျွန်တော်တို့ကိုယ်တိုင်ဖွင့်ကျင်တယ်ဆိုတော့ကျွန်တော်ရဲ့ video အောက်မှာချပေးထားတဲ့ဒီ trading ကောဖွင့်လို့ရတဲ့ link ကနေဝင်ပြီးတော့ကိုယ်တိုင် trading ကောဖွင့်လို့ရမှာဖြစ်ပါတယ်ဆိုတော့ MH broker မှာ trading ကောဖွင့်ကျင်တယ်ဆိုရင်တော့ကျွန်တော်ဆက်သွယ်လို့ရတယ်လို့ပဲအောက်မှာကိုယ်တိုင်လည်းဖွင့်လို့ရပါတယ်ဆိုတော့ကျေးဇူးပါ 2 3 4 1 2 3